ဒီလူငယ်ကသူ့ရှိကလူကြီးကိုလင်းနဲ့ဖျော်ရည်လေးနဲ့လောက်ထောက်ချင်တယ်လို့ခွင့်တောင်းလိုက်ပါတယ်။ဒါပေမဲ့ဟိုလူကြီးကတော့လုံးဝမပေးနိုင်ဘူးလို့ပြက်ပြက်သားသားညှင်းဆိုလိုက်တာပါ။အဲ့ဒီအခါမှာတော့ဒီလူငယ်ဟာအရန်ကိုသွားထွက်ပြီးအချင်းကြီးကတင်းမသွားခဲ့ပါတယ်။ ဂျက်နဲ့အနာတို့ဟာအဝေးမှာမိကိုလုံးကြီးတွေထွက်နေတာကိုလှမ်းမြင်လိုက်ရပါတယ်။သူတို့လည်းဘာချစ်တာလဲဆိုတာသိချင်တာနဲ့အဲ့ဒီနေရာကိုအပြေးလွှားသွားကြည့်ခဲ့ကြတာပါ။အဲ့ဒီကိုရောက်တဲ့အခါမှာတော့တိုးတကန်ကိုမီးထဲဖြစ်ထည့်ထားတာကိုတွေ့လိုက်ရပါတယ်။ဒါဟာအရန်ကိုရက်စက်တဲ့လို့ရလို့သူတို့ခန်းစားလိုက်ရတာပါ။ဒါကြောင့်သူတို့ဟာကြက်နေတဲ့တိုးဒီကိုလွတ်မြောက်အောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တိုးကလေးကိုကြိုးဖြည့်ပြီးလွတ်ပေးလိုက်ပါတယ်။ဒါပေမဲ့တိုးကလေးကလမ်းပေါ်ကိုပြေးထွက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တိုးကလေးဟာမတော်တဆကားတိုက်ခံလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲလူမိုက်တွေကသူတို့နှစ်ယောက်ကိုဝိုင်းဖမ်းလိုက်ကြပါတယ်။လူမိုက်တယောက်ကအန်နာကိုနှောက်ယှက်ဖို့ကြိုးစားနေရပါသူတို့သူငယ်ချင်းတယောက်ကခေါ်ပြားနဲ့အဲ့ဒီလူမိုက်ရဲ့အခန်းကိုရိုက်ချလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူမိုက်ကဘာမှမဖြစ်တယ်လို့မျိုးပြန်ပြီးတော့တောင်းလောင်ပြောင်နေပါသေးတယ်။သူတို့သူငယ်ချင်းမလေးဟာမတော်တဆချော်လေးတော့ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတန်ချောင်းနဲ့အသေးတန်ရသွားခဲ့တာပါ။လူမိုက်တွေကတော့အဲ့ဒါကိုကြည့်ပြီးဝမ်းသာအားရနဲ့ရေမောနေကြပါတယ်။ပြီးတော့သူတို့တွေဟာပျော်ပျော်ပါပါနဲ့ထွက်ပြေးသွားကြပါတယ်။ဂျက်တို့အခွက်ဟာတန်ရသွားတဲ့သူငယ်ချင်းကိုလဲပေါ်တင်လိုက်ကြပါတယ်။သူတို့ဟာအနီးနားကဘာတစ်ခုစီကိုအမြန်ဆုံးခေါ်သွားခဲ့ကြတာပါ။ဘားပိုက်ရှင်ကိုအကူအညီတောင်းပြီးဖုန်းဆက်ပြီးဖို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့စေယုံကအရန်ဝေးနေရလို့ဆိုင်ရှင်ကပြောပြခဲ့တာပါ။လူနာတင်ကားလာဖို့တောင်အချိန်အများကြီးစောင့်ရမယ်လို့သိလိုက်ရပါတယ်။သွေးထွက်တာကိုအမြန်ဆုံးတားနိုင်ဖို့အတွက်ဆိုင်ရှင်ကသူတို့ကိုမိဖို့ချောင်းထဲခေါ်သွားပြီးပါတယ်။မိဖို့ချောင်းထဲမှာဆိုင်ရှင်ကသူတို့ကိုဘာဖြစ်တာလဲလို့မေးမြန်းနေတာပါ။အဲ့ဒီအချိန်မှာသူတို့သူငယ်ချင်းတယောက်ကလူမိုက်တွေကိုဆဲဆိုလိုက်ပါတယ်။အဲ့ဒီစကားကြောင့်ဆိုင်ရှင်ဟာရွက်ရက်မျက်နှာပြတ်သွားခဲ့တာပါ။ဆိုင်ရှင်ကအဲ့ဒီလူမိုက်တွေဘက်ကနေပြန်ပြီးတော့ဖြောဆိုလိုက်ပါတယ်။ပြီးနောက်မှာတော့ဆိုင်ရှင်ဟာအသားခုသားကြီးကိုကိုက်လိုက်ပါတယ်။သူဟာသူတို့ကိုရွက်ရက်တိုက်ခိုက်ပါတော့တယ်။အားလုံးဟာကြောင်းလန့်တကြားအော်ဟစ်နေကြရပါတယ်။သူတို့အားလုံးဟာအဲ့ဒီနေရာမှာပဲဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့သူတို့အားလုံးဟာအခန်းတစ်ခုထဲမှာပိတ်လောင်ခံလိုက်ရတာပါ။ဆိုင်ရှင်ကသူတို့ကိုရက်ဆက်ဆက်အပြစ်ပေးဖို့ပြင်ဆင်နေပါတော့တယ်။